ဇင်ဘာလအတွက်မဟာအထူးအစီအစဉ်တရေဆိုတာတကယ်ရှိရလားယင်အေးရှိတယ်ဟာငါတို့ဖွားနေတဲ့စင်တေချောင်းရွာရွှေလိပ်ပြန်ဆိုင်မိမှာဟာအဲ့ဒါဆိုရင်တော့စိတ်ဝင်စားပါပြီခင်ဗျားဘာလုပ်လဲကျွန်တော်ခဏဘောင်လောက်တာလေကြာကြာချင်းရုံတော့မယုံနိုင်ပါဘူးလေတကယ်အံ့အောင်နေတယ်သမီးထင်ရတော့ဒါလူတက်မှုပဲရှင်ထပ်မဆက်နဲ့လို့ပြောရှင်နားမလဲတစေကလူကိုတတ်လို့ရလို့လားပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာဒီဇင်ဘာလအတွက်မဟာအထူးအစီအစဉ်